Miseria Estate မှာကြီးမှုကြီးမာတဲ့မြို့နယ်ဆောင်လုံးပြအိမ်နဲ့မြေကွက်အယောင်ပြပွဲကြီးမြို့နယ်ဆောင်အချက်ချကြတဲ့နေရာတွေကလုံးကျအိမ်နဲ့မြေကွက်တွေကိုရှာဖွေနေသူတွေအတွက်သတင်းကောင်းလေးတစ်ခုရှိပါတယ်။နေရာအနှံ့လိုက်ကြည့်နေရတဲ့အချိန်တွေကိုသက်သာစေဖို့အတွက်ညီမတို့ Miseria Estate ကနေပြီးတော့မြို့နယ်ဆောင်လုံးကျအိမ်နဲ့မြေကွက်အယောင်ပြပွဲကြီးကိုမကြခင်မှာကျင်းပပြုလုပ်ပေးသွားမှာဖြစ်ပါတယ်။ရန်ကုန်မြို့ရဲ့မြို့နယ်ဆောင်မှာရှိတဲ့အချက်ချကြတဲ့နေရာတွေဈေးတန်တန်းနေရာကောင်းကောင်းနဲ့လူငယ်စီကားတဲ့လမ်းမတန်းတွေနဲ့အတွင်းလမ်းတွေမှာရှိတဲ့လုံးကျအိမ်နဲ့မြေကွက်တွေကိုနေရာထဲမှာလည်းစုံစုံလင်လင်ရွေးချယ်ဝယ်ယူနိုင်မှာဖြစ်လို့အချိန်ကုန်လူပင်မသက်သာစေမဲ့အခွင့်အရေးလေးပဲဖြစ်ပါတယ်။ကြာပဲအတွင်းမှာဝယ်ယူတဲ့ customer များအတွက်ရင်ကုန်စရာ cashback ခံစားခွင့်လေးတွေကတော့3000မှ3000အထိဝယ်ယူပါက cashback 10သိန်း3000မှ3000အထိဝယ်ယူပါက cashback 301000မှ3000အထိဝယ်ယူပါက cashback 3030အထက်ဝယ်ယူပါက cashback 50အထိပြန်လည်ပြည့်ရသွားမှာဖြစ်ပါတယ်။အထူးလက်ဆောင်အနေနဲ့အိမ်ချမ်းမြေဝယ်ယူတဲ့ customer တိုင်းအတွက် VS German Jewel မှာရွှေတမပါလက်ဝတ်ရတနာဝယ်ယူခွင့် 25% discount gift card ကိုလည်းမြစ်တာလက်ဆောင်အနေနဲ့ထပ်မံပေးရသွားမှာဖြစ်ပါတယ်။ဒါကြောင့်မလို့အချိန်ကုန်လူပင်မသက်သာရွေးချယ်မှုစုံလင်ပြီးငွေသား cashback နဲ့ရတနာ discount တွေကိုရရှိဖို့အတွက်ညီမတို့ရဲ့အယောင်ပြပွဲကြီးကိုအရောက်လာခဲ့ဖို့အတွက်ဖိတ်ခေါ်အပ်ပါတယ်ရှင်။ပြပွဲကျင်းပပြုလုပ်မယ်နေ့ရက်လေးကတော့ February လ28ရက်နေ့နဲ့ March 1ရက်နေ့မှာမနက်10:00နာရီကနေညနေ4:00နာရီအထိကျင်းပပြုလုပ်ပေးသွားမှာဖြစ်ပါတယ်။ကျပွဲကျင်းပပြုလုပ်မဲ့လိပ်စာလေးကတော့အမှတ်1.5ကားကြီးမရက်ကျော်စွာ9လမ်း9ရက်ကွယ်တောင်ကလာပါမြို့နယ်မှာကျင်းပပြုလုပ်ပေးသွားမှာဖြစ်ပါတယ်။အိမ်ချမ်းမြေကုနိုတိုက်ခန်းနေနဲ့ပတ်သက်ပြီးလူကြီးမင်းတို့ရဲ့အခက်အခဲတွေနဲ့လိုအပ်ချက်တွေကိုအကောင်းဆုံးဖြေရှင်းပေးဖို့အတွက်ညီမတို့ Miseria Estate ကအမြဲအဆင်သင့်ရှိနေပါတယ်ရှင်။